ပဲမင်္ဂလာပါဒီနေ့ကတော့မယ်ရီကဘလိုင်းပေါက်လေးဖောက်မှာဖြစ်ပါတယ်အဲ့တော့တတိလိုက်ပါကြည့်ရှုကြပါဦးနော်ဘလိုင်းပေါက်လေးကနှင်းအိမ်လေးပေါ့နော်အဲ့ဒါသွားဖို့ဆိုရင်အရင်ဆုံးဒီဂျက်ဖတ်လေးနဲ့သွားမယ်ပေါ့နော်အရင်ဆုံးကြောင်းနေအဲ့ဘောဒီကြောင်းနေရဒီရခုစားကိုင်းနေရှိတဲ့နေရာကိုအရင်ဆုံးသွားမယ်တော့ပြီးဒီမုံမြတိုက်အပေါ်မှာပေါ့နော်ရှိတာပါမုံမြတိုက်အပေါ်မှာပါဟောတမကြည့်နှင်းဘလိုင်းပေါက်လေးပေါ့နော်နှင်းအိမ်ဘလိုင်းပေါက်လေးပါအမအကလိုဘလိုင်းပေါက်ပေါ့နော်အဲ့တော့အတူတူဖောက်မဲစိတ်ဝင်စားလားမသိဘူးဒီမှာအရောင်လေးတွေရှိတယ်ဒီမှာရှိတာက pink blue red green purple ဖြစ်ပါတယ်ဒီမှာ secret လေးလည်းရှိတယ်ပေါ့နော်အဲ့တော့အတူတူလိုက်ပါကြည့်ရှုပြီးတော့ဖောက်လိုက်ကြရအောင်ကဲဖောက်မယ်ဝါဘာလေးပေါက်မလဲကဲဆေးလူရှားလာကဲမျက်စိပိတ်လိုက်ဦးမယ်တွားလိုက်ဦးမယ်အရှိကိုနည်းနည်းတွားလိုက်မယ်ဝါအယောင်လေးကလှနေရောကနေဒီဥစားကဘလို့ကြီးလဲငါ green တော့မတူဘူးဒါဆိုဒီစား secret ကြီးလားမသိဘူးဟိုမှာဘာကြီးလဲဘာကြီးပေါ်လာလဲဟမ် it is oh my god secret ဝေးပြောလိုက်ကြoh my god secret လေးမိုက်နေရောကျန်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလမ်းမှာပြီးဆုံးတော့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင် like and subscribe နှိပ်ကြမမေ့ပါနဲ့အားလုံးပဲ bye bye